အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ blog မှာ channel လေးပြန်လဲကြိုလိုက်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲ The For Christmas update ကြီးဟာမကြာခင်မှာရောက်လာလို့ဖြစ်ပါတယ် update အတွက်လင့်နေရတယ် Discord မှာ blue တင်နေရပဲဒီမှာဆိုရင်လည်း mod တွေဒါကတော့ကျွန်တော်တို့အားလုံးစိတ်ဝင်စားနေကြတဲ့ boss ကြီးဒီ island ကြီးကတော့မကြာခင်ကျွန်တော်တွေ့ရမယ် island 3ကြီးပါတယ်အဲ့ဒီအတွက်ကျွန်တော်အနေနဲ့ကတော့ Christmas update မလာခင်ကြိုတင်ပြင်ဆင်တင်တယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မှာ The For ရဲ့ Christmas update မလာခင်လှုပ်ထားနေတဲ့အချက်10ချက်ကိုပြောပြပေးသွားပါမယ်ကျွန်တော်နားစီးနေတော့ကြမလို့တီးခံကြည့်ပေးကြဖို့ညနေရိုက်ကပါတယ်ပထမဦးဆုံးအချက်အနေနဲ့ကတော့ bro rare အိုးတွေစုထားနေပါတယ်ဥမာ Dark Ride, Demonite, Light Type, Meganite, Fire Ride တို့မျိုး Legendary အိုးတွေစုထားနေပါတယ်အဲ့လိုမျိုး rare အိုးတွေကိုလွယ်လွယ်ကူနဲ့ရချင်တယ်ဆိုရင် bro က game ထဲမှာနိုင်100 play ုံနဲ့ plus 40% လက်ဘူးရနိုင်ပါတယ်ဒီတစ်ပတ်အတွက်လည်း The Frog ကလက်ဘူးနှစ်ဆပြီးတဲ့အတွက်ကြောင့်မို့လို့ luck potion ထဲမှာပေါင်းလိုက် share ရပါတယ်ပြီးရင် bro က အိုးတွေတော့မကပါဘူးCrystal နဲ့ shot တွေကိုပါ bro ကတည်ဆုံနေပြီဆိုရင်စုထားတယ်ပါ Crystal မှာဆိုရင် Rainbow Crystal ကိုစုထားတယ်ပါshot မှာဆိုရင်တော့ bro minor shot တို့ flame shot တို့အများပြစုထားတယ်မှာ shot တွေကိုယူဖို့တော့ဆိုရင်တော့ bro bomber skeleton ကိုတပ်ပြီးရောရနိုင်ပါတယ် bomber skeleton ကိုရှာဖို့တော့ဆိုရင်တော့ကျွန်တော်တော့အတိုင်းလိုက်သွားပါဆိုတော့ bro ဒီနေရာမှာအများဆုံးတွေ့နိုင်ပါတယ်။စုရတဲ့ shot တွေကဥပမာ minor shot ဆိုရင် mining speed 11% ပိုပြီးတဲ့ shot ကိုစုထားတင်ပါတယ်။ again bro မကြည့်စုံနေတဲ့လူဆိုရင်တော့ကြိုးစားပါ crafting ထပ်လုပ်ပါ bro ပြည့်စုံနေပြီ level နဲ့200ကျော်နေပတ်ဆိုင်နဲ့ share နေပြီဆိုရင်တော့ကျွန်တော်ပြောရနီးတိုင်းပဲလုပ်ပါ။ bro အဲ့လိုလုပ်ထားတဲ့အခါကျရင် new event လာတဲ့အခါ grind လုပ်ချင်မလို့တော့ပါဘူး။ဆိုတော့အခုချက်ချင်း rare o တွေ crystal တွေ shot တွေကိုတွားယူပါ။ဒီရက်ချက်မှာဆိုရင် bro တည့်ရဲ့အတိုင်းပါပဲ။ Christmas event လာတဲ့အခါကျရင် boss fight ဒီ new area တွေပါလာနိုင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့က mod အကျဉ်းစားရင်တိုက်ခိုက်မှာဒီပါတယ်ဆိုတော့ bro က mod တွေကိုလွယ်ကူတိုက်ခိုက်နိုင်မှုအတွက် picker ကို minus speed ညံနဲ့ picker သုံးတာ armor ကိုလည်းတစ်ဖက်ပိုကောင်းပြီးတော့ movement speed ပိုကောင်းတဲ့ armor ကိုသုံးသင့်ပါတယ် minus speed ညံနဲ့ picker ဆိုရင်ကျွန်တော်အခုကင်ထားတဲ့ starlight picker ကို recommend ပေးပါတယ် minus speed နဲ့ညံနဲ့ lag နဲ့ကောင်းပါတယ်Starlight Picker က135 damage 50% lag နဲ့ plus 10% minus speed ပါပေးတာပါတယ်။အဲ့ဒါမှ bro ကအားမရဘဲနဲ့ minus speed ပို့ပြီး shot ထည့်မယ်ဆိုရင်တော့ bro ရဲ့ picker ကြီးက super fast ဖြစ်သွားပါလိမ့်မယ်။ဒီမှာ bro ကပြောကြလိမ့်မယ်။ဒီ Starlight Picker ကပိုပြီးတော့ကောင်းတယ်ဆိုတော့တကယ်နဲ့မှန်ပါတယ်။တကယ်နဲ့ကောင်းပါ Starlight Picker တဲ့ damage ပိုကောင်းတယ် lag နဲ့ပိုကောင်းပါတယ်။ဒါပေမဲ့သူ့မှာအားနည်းချက်တစ်ခုရှိရတယ်။ဘာလဲဆိုတော့သူက minus 10% minus speed ပေးတာည။ဒါပေမဲ့ဒီရှင်းလေးရောရှိတယ်အဲ့ဒါကျွန်တော်ခုနကပြောခဲ့တဲ့အတိုင်းပဲ shot ကိုမှ minus speed ပိုရေးတဲ့ shot ကိုထည့်တင်တယ်အဲ့ခါကျရင်တော့သူ့ရဲ့ speed က starlight picker နဲ့အတူကြည့်ရင်ကျသွားလိမ့်မယ်ဒါပေမဲ့ကျွန်တော်သိချင်မသိဘူးဘာပဲကြည့်ရင်ကျွန်တော်တော့ starlight picker recommend ပေးပါတယ်တဖန်ကောင်းပြီးတော့လောရလွယ်တဲ့ armor ဆိုရင်တော့ကျွန်တော်တော့ light type armor recommend ပေးပါတယ်ကျွန်တော်အနေနဲ့ဆိုရင်တော့ light type armor crack တာတော်ကိုမလွယ်တာပါဘာပဲကြည့်ရင် light type armor crack နည်းကိုကျွန်တော် description မှာချပေးထားမှာအဲ့တော့ movement speed ကောင်းအောင်ဘယ်လိုလုပ်အောင်လဲအဲ့တော့ဆိုရင် bro ရဲ့ armor မှာ3 shot ကိုထည့်တင်ပါတယ်အောက်က bro ညင်တဲ့အတိုင်းပဲ strike ပါပါပူမိုက်ရယ် drone ကကြတော့ movement speed ပိုကောင်းစရာကြီးပြီးတော့ strike ကကြတော့ bro dash tag ကကြရင်ပိုပြီးတော့ဝေးရောက်ပါဒါမှမဟုတ်ခိုးတော့ကြစေတဲ့ဟာလည်းရှိရယ်ပြီးရင် bro မမေ့တဲ့အရာထူးရှိပါတယ် bro တို့ armor ပဲ crack sword ပဲ crack ကြိုက်တာ crack ကျွန်တော်နောက်မှာရှိတဲ့ ancheta စီမှာ bro ရဲ့ armor ရဲ့ sword တွေကို anchet ရပါလိမ့်မယ် anchet တဲ့အခါကြရင် level 10လောက်မရောက်နိုင်တော့မှ bro က3 ထိတော့ရှိတယ်မှာဘယ်ရမလို့อ่ะ pick ကလွဲလို့ပေါ့ပြီးတော့ကျွန်တော်တရားဝင်မိခဲ့တာတခုရှိပါတယ် bro က mod တွေ fiber အတွက်ဆိုရင်ကျွန်တော်ညိုဆွတ်လိုရပါလိမ့်မယ်ကျွန်တော်အခုကင်ထားရတာတော့ကထာနာဖြစ်ပြီးတော့ game ထဲမှာဒုတိယအကောင့်ဆုံး weapon တစ်ခုလည်းဖြစ်ပါတယ် damage ရော attack speed ရောကောင်းတဲ့အတွက်ကြောင့်မလို့ main game နဲ့မကောင်း late game သမားတွေတော့ပါမရဲ့ကျွန်တော်ကထာနာဆိုရင် damage 95ထိလောက်ရှိပါတယ်ဒါတော့ 0.6 attack speed နဲ့ပါဆိုတော့ကျွန်တော်ဘယ်လိုခရရမယ်ဆိုတာပြောပြပေးပါမယ်။အရင်ဆုံးဘယ်လိုလိုရတာကတော့ Dark Ride 5 ခု Demonite 3 ခုနဲ့ Megalite 3 ခုလိုဖြစ်ပါတယ်။ Dark Ride ပို3လေး damage ပို2လေးဖြစ်ပါတယ်။ကျွန်တော်ကြားတာကတော့ Dark Ride 3 ခုပဲဖြစ်နေတယ်ပဲ။ဒါပေမဲ့ကျွန်တော်ခရတော့5ခုပါ။နံပါတ်3ခုရောက်ချက်မှာဆိုရင်တော့ကျွန်တော်ကတော့ Brodo ကို Demon နဲ့ Angel race လေးရှိသားတယ်လို့ထင်ပါတယ်။ Demon မရှိ Angel မရှိ Demon ပါ။
အကယ်၍ဘရိုကနှစ်ခုလုံးရှိရဆိုရင်ဘရိုက row ကိုသိမ်းထားလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ new race ကမပေါ်လာဘူးဆိုတာဘယ်သူမှမပြောနိုင်ဘူး။အဲ့တော့ကိုကစူရမှသာ update လာတဲ့ချိန်ကျရင်တန်ရုံလို့ရမှာဒီပါတယ်။ပြီးတော့ဘရိုက lab token တွေရှိခဲ့ရင်လည်းစူရလိမ့်မယ်။အခုလောလောဆယ် lab လို့ဆိုပြီးမသုံးပါနဲ့ event လာတဲ့ချိန်ကျရင်အဲ့ဒါအရေးကြီးလာပါလိမ့်မယ်။စကားမစဲဒီတပတ်အတွက်ကုတ်ကတော့ HEARD ဟပ်ပါ။ကုတ်ထည့်ပြီးဆိုရင်တော့သူက bro Rio 10ခုပေးပါလိမ့်မယ်။အဲ့ဒါကိုမှ bro race Ruby ရောဒီပေါ်တောင်ကိုအင်ဂျင်မရဘူးဆိုရင် Drag ဒါမှမဟုတ် Goblin race တော့ရှိသားတယ်မှာ Drag ကဘာနည်းအတွက်ကောင်းပြီးတော့ Goblin ကတော့ဘယ်ရပဲဝယ်ပါစေ bro က 12% discount ရပါကြပါဆိုတော့၄ချက်ညောက်မှာဆိုရင် bro က Frost ski ဒါမှမဟုတ် crafting ski ကောင်းရပါလိမ့်မယ်အထူးသဖြင့်တူထူးတဲ့နေရာမှာအချက်တိုင်း bro က perfect ရနေရပါလိမ့်မယ်ဒီနေရာမှာကျွန်တော်တို့ဟာကလည်းမပြောပါဘူးဆိုတော့ bro crafting မကျွမ်းကျင်ဘူးဆိုရင်တော့အခုချိန်ချင်းသွားလေ့ကျင့်ရင်လည်း rare တွေမသုံးမဲနဲ့အစိုးဆုံး ore တွေကိုပဲသုံးပြီးတော့လေ့ကျင့်ပါငါးချက်ညောက်မှာဆိုရင်တော့ bro island 1နဲ့ island 2ရဲ့ mining routine တွေကိုတည်ထားနေပါတယ်ကျွန်တော်ဆိုတာတော့ဘယ်နေရာမှာပါရတယ်ဘယ်နေရာမှာပါရှိလဲဆိုတာကိုပြောရဒီပါတယ်အဲ့ဒါတွေကိုဒါ bro ကြိုတည်ထားလို့ရှိရင် Christmas update လာတဲ့အခါကျရင်အချိန်ကုန်တတ်တာပါတယ်နံပါတ်6ချက်ညောက်မှာဆိုရင်တော့ bro က Christmas update မလာခင် crafting plan ကိုကြိုတင်ထားတယ်ပါတယ်ဥပမာဘယ် weapon ကိုအရင်ခွတ်မလဲဘယ်အိုးကိုဘယ်လောက်ယူမလဲဆိုတာကို plan ချထားတယ်ပါတယ်အဲ့ဒါမှသာ update လာရင်ဘာကိုအရင်လုပ်လဲဆိုတာသိရရင်အချိန်မပြတ်ပါဘူးနံပါတ်9ချက်မြောက်ကတော့ bro က event မလာခင် bro ရဲ့တငယ်ချင်းတွေကိုစူရသင့်ပါတယ်ဒါမှမဟုတ်ကိုယ့်အကူအညီပေးမဲ့လူကိုနဲ့အတူတိုက်ပေးမဲ့လူပါဥပမာချင်းအိုးတွေ share ပေးရလို့ပြီးတော့ boss fight ပါ bro စဉ်းစားကြည့်ပါ boss fight ကဘသူကညာတယောက်လေးတိုက်မလို့ထင်တယ် boss ဆိုတဲ့တရားဘသူမှတယောက်လေးတိုက်မှာမဟုတ်ကိုယ်တငယ်ချင်းတောင်မဟုတ်ကိုယ့်ရဲ့အဖော်နဲ့ပဲတိုက်မှာညာ boss ဆိုရလွယ်လွယ်ကူတတ်လို့ရရမှာမဟုတ်တာပြီးတော့ဒီဇိုင်းလူထက်စားရင်ကိုယ်နဲ့တည့်ရလူကပို့ပြီးတော့အကူအညီရပါတယ်နံပါတ်8ချမ်းချောင်းကတော့အရေးကြီးပါတယ် bro က event မလာခင်မှာလုံလောက်တဲ့ HP နဲ့လုံလောက်တဲ့ money ကိုစုထားသင့်ပါတယ်level မှာဆိုရင် bro ကအနည်းဆုံး90ဒါမှမဟုတ်100တိတော့ရှိသားစင်ပါတယ်ပတ်စံကတော့ကျွန်တော်အနေနဲ့တော့နည်းနည်းများတယ်ဘာလို့လဲဆိုတော့1 million လောက်ထိစုသားတင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော် Discord ကနေ link တစ်ခုရတာကြာဒီ picket ကြီးဟာအနည်းဆုံး2 million လောက်ထိတော့ရှိမယ်လို့ခန့်မှန်းလာတယ်ဘာပဲဒီပတ်စံကတော့ million ကျော်ထိတော့စုသားတင်ပါတယ်အဲ့ရောဒီလောက်များတဲ့ပမာဏကြီးကိုဘယ်လိုမျိုးတွားရှာမလဲကိုအလွယ်ကူဆုံးနီးလောက်အောင်ပြောပါဆိုရင်တော့ quest တွေလုပ်တာပါ Island 1နဲ့ပတ်သက်တာခဏမိတာလိုက် Island 2မှာဆိုရင်နေတိုင်းလုပ်ရတဲ့ quest တွေရှိပါတယ်ပထမဆုံး quest ကတော့ KV ရဲ့အဝင်အပေါက်နားမှာရှိပါတယ်နာမည်ကတော့ Mass Ranger လို့ခေါ်တယ်သူ့ရဲ့ quest မှာလောရမယ့်ຢာတွေက Skeleton Rugy အကောင်50 Skeleton အကောင်30Dead Skeleton အကောင်15ကောင်နဲ့ဘုံပါက9ကောင်တပ်ပေးရပါမယ်ကြည့်ရတဲ့လောက်ကတော့ quest ကတိတ်တော့မခတ်ပါဘူး Okay ဆိုတော့ quest ကတော့ပြီးရနေပြီကျွန်တော်ရလိုက်တာကတော့ EHP 1250နဲ့ Money 1500ရလိုက်ပါတယ်ဒုတိယ quest ကတော့ကျွန်တော်သွားတဲ့အတိုင်းလိုက်သွားပါ NPC ကတော့မကမာဖိတ်ကဲ့ရဲ့အနီးနားမှာရှိရဲ့ Amber လို့ခေါ်တဲ့ NPC ပါသူ့ရဲ့ quest ကတော့ Eli Rugy Skeleton အကောင်30 Eli Dead Skeleton Blazing Slime နဲ့ Ripper 9ကောင်တပ်ပေးရပါမယ် quest ကြီးကတော့လွယ်ကူမနေဘူး volcanic ပါရှိရဆိုတော့ lava ရန်လည်းကြောက်ရသေးရဲ့တကောင်တောက်ကုန်တာမလွယ်ဘူးဆိုတော့အခုမှ Island 2တက်တဲ့ player ရဲ့တော့စိတ်မကောင်းကဲနောက်ဆုံးရခဲ့ပြီကျွန်တော်ရလိုက်တာကတော့ HP 1950နဲ့ Money 9000ရလိုက်ပါတယ်တတိယည crash ကတော့ကျွန်တော်တို့ crafting လုပ်နေကြနေရဘိနာမှာရှိရဲနာမည်ကတော့ Barrica ကူလို့ခေါ်တယ်သူ့ရဲ့ crash ကတော့ Basalt Rock အခု150နဲ့ Basalt အခု90မိုင်းမှာဖြစ်ပါတယ်ဒီလောက်လွယ်တဲ့ crash တော့မရှိရဘူးဒါပေမဲ့နည်းနည်းတော့စိတ်ရှည်ရမယ်ဒီ crash ပြီးကျွန်တော်ရလိုက်တာတော့ HP 1950နဲ့ပတ်စံ9000ရလိုက်ပါတယ်ဆိုတော့ပတ်စံရနေရဒါပဲလားနေပဲလားမဟုတ်ပါဘူးအခုအောက်မှာပေါ်လာတဲ့အရာလေးကိုတွေ့ရမှာလားအဲ့ဒါ bro မောတတိုင်းရတယ်အဲ့လိုမျိုးပဲမော်တွေကိုတက်ပြီးပြီးတော့တနိုင်လောက်ဆိုရင် bro ကအနည်းဆုံးတော့ပတ်စံတောင်းချွေရပါတယ်ကျော်ဝဲနံပါတ်9ချက်ညကိုရောက်လာပါပြီဒီအချက်ကတော့ကျွန်တော် Island 2ကိုအခုမှရောက်တဲ့လူတွေကို recommend ပေးပါတယ်ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းပါပဲကျွန်တော် Island 2ကိုတက်လာကြတဲ့လူတွေလည်း Sensi ရဲ့ quest ကိုလုပ်ပြီးမှလာဆက်လာနိုင်တာဖြစ်ပါတယ်
အဲ့လိုမျိုးပဲ Island 2မှာလည်း Sensi Quest နဲ့ Captain Roman Quest ရှိပါတယ်ကျွန်တော်အနေနဲ့ကတော့ Brewery Quest ကိုပြီးထားသင့်ပါတယ်အဲ့ဒါအပြင်တခြား Quest တွေနဲ့ပြီးရသင့်ပါတယ်အဲ့ဒါမှကျွန်တော်တို့က Island 3ကိုတတ်နိုင်မှာဖြစ်ပါတယ်အဲ့ဒီ course ကိုမပြီးတော့ဆိုရင် bro ကဘလောက်ပဲလေးပဲညင်းနေပါစေ Island ကိုရင်းတွေကိုတက်လို့ရမှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်တို့ရဲ့နောက်ဆုံးအချက်ကြီးကိုရောက်ရှိလာပါပြီ bro က Island 3မှာ ASC နဲ့ grinding လုပ်ချင်တယ်ဆိုရင်တော့ bro ကဒီမနိုင် picket ကြီးရှိသင့်ပါတယ်အဲ့ဒါရဘလောက်ပဲဈေးကြီးနေပါစေ Star Picket တဲ့ Island 3မှာပို့တာလာပါလိမ့်မယ်ဆိုတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးများတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye byeနေအောင် bro squid တွေလိုချင်ကြရမလားအကယ်၍ bro က squid တွေကို premium version နဲ့သုံးချင်တဲ့လူဆိုရင်ဒီ channel လေးနဲ့မိတ်ဆက်ပေးပါရစေဒီ channel မှာ bro က premium version နဲ့ squid တွေကိုစိတ်ချယုံကြည်စွာဝယ်ယူရရှိနိုင်ပါတယ် banana hut တို့လို squid တွေကိုဈေးသက်သာကြီးရောင်းချပေးနေပြီးတော့ဒီဝေးတွေနဲ့ပေးနေတဲ့အတွက်ကြောင့်မလို့လမ်းမလွတ်တဲ့အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ် Roblox လေးကနာမည်ကြီးဂိမ်းတွေရေးကြတယ် Blockful Stay Barrier 99 in the Forest စတဲ့ဂိမ်းတွေရဲ့ squid တွေကို premium version နဲ့ရောင်းချပေးနေပါတယ်ဒါအပြင် squid တွေကိုလည်း free တင်ပေးထားပါသေးရဲ့သုံးမရတာကျန်တာတခုရှိခဲ့ရင်လည်းကျန်နေရေးရှိပေးနေတဲ့အတွက်ကြောင့်မို့လို့လုံးဝစိတ်ချယုံကြည်စွာဝယ်လို့ရပါတယ်ဝင်ရောက်အားပေးခြင်းတဲ့သူတွေအတွက်ကျွန်တော် discussion မှာ link ချပေးထားပါတယ်